ကုသိုလ်ထဲမှာအကောင်းဆုံးကုသိုလ်ဘာကုသိုလ်လဲလို့သူစုံတယောက်ကမေးလာလို့ရှိရင်ဖြေထုတ်ရမှာတော့ဝိပဿနာကုသိုလ်အကောင်းဆုံးပဲလုံနိုင်တာမလုံနိုင်တာအသာထားအကောင်းဆုံးဆိုတာတော့သိရပါဘူးလူတွေဝှစင်နေကြတဲ့ယရဏပစ္စည်းတွေထဲမှာဘယ်ယရဏဟာတန်ဖိုးရှိဆုံးလဲဆိုတာလူတွေသိကြဝှစင်နိုင်တာမဝှစင်နိုင်တာအသာထားဘယ်ယရဏဟာတန်ဖိုးကြီးမားဆုံးဆိုတာတော့သိချအောင်ပဲမဟုတ်လားအဲ့တော့မျိုးလို့ပဲမြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်မှာအကောင်းဆုံးကုသိုလ်အလုပ်ဟာဒါနကုသိုလ်လားသီလကုသိုလ်လားသမထကုသိုလ်လားလို့မေးလို့ရှိရင်မဟုတ်ဘူးဝိပဿနာကုသိုလ်ဟာအကောင်းဆုံးလို့အကောင်းဆုံးလို့ပြောတဲ့ဖြင့်တန်ကျန်တဲ့အလုပ်တွေမလုပ်ရဘူးမဟုတ်လုပ်ရမှာလေလောကလူတွေဟာကောင်းတဲ့ကောင်းတာရှားနေကြတဲ့အခါတရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်ကောင်းတဲ့ကောင်းတာရှားရမှာနော်စီးပွားလုပ်ပြီးဆိုတဲ့အခါလည်းအကျိုးအမြတ်များတဲ့များတာလိုက်ပြီးရှားကြအဲ့ဒါလိုပဲဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အခါဒါနကုသိုလ်လေးနဲ့ရင်ကျင့်တတ်မနေနဲ့အောင်သီလကုသိုလ်လေးနဲ့လည်းကျင့်တတ်မနေနဲ့အောင်ကျင့်တတ်မနေနဲ့ဆိုတာဒါနသီလပြည့်စုံပြီးတဲ့နောက်ဆက်လုပ်အောင်လို့ဆိုလိုတာနော်ဒါနကိုပြည့်ပယ်ရမှာပြောတာမဟုတ်ဘူးသီလကိုပြည့်ပယ်ရမှာပြောတာမဟုတ်ဘူးကိုယ်မှာဒါနကုသိုလ်တွေရပြီသီလကုသိုလ်တွေရပြီသမထကုသိုလ်တွေရပြီဆိုလို့ရှိရင်အကောင်းဆုံးကုသိုလ်မရသေးဘူးလို့ပြောမှာကုသိုလ်တော့ရပြီအကောင်းဆုံးကုသိုလ်မရသေးဘူးအကောင်းဆုံးကုသိုလ်ကဘာလဲဆိုဝိပဿနာကုသိုလ်ဝေလမသုတ်တံမှာမြတ်စွာဘုရားဟောထားတဲ့ကုသိုလ်ကောင်းမှုတွေထဲမှာအဆင့်ဆင့်ဘယ်ကုသိုလ်တဲ့ဘယ်ကုသိုလ်ကကောင်းတယ်ဆိုတာကိုဟောသွားတယ်ထင်မယ်ဒါနကုသိုလ်တွေမှာကြောင်းဆောက်ပြီးတော့လှူတဲ့သတ္တုဒ္ဒိတသံဃာအရလေးမျက်နှာကကြွလာတဲ့သံဃာတော်တွေကိုရည်စူးပြီးတော့တန်ခိကကြောင်းဆောက်လို့လှူဒန်းတဲ့ဒါနကုသိုလ်ဟာကုသိုလ်တွေမှာဒါနကုသိုလ်တွေမှာအကောင်းဆုံးသူဆိုတယ်အေးကြောင်းမဆောင်နိုင်တော့တို့အကောင်းဆုံးကုသိုလ်မရဘူးလို့စိတ်ပဲပူနေကျောင်းဆောင်လှူတဲ့ကုသိုလ်ကောင်းမှုတွေကောင်းတဲ့ကုသိုလ်ရှိသေးလားလို့ဆိုခုနကစောင့်တည်လိုက်တဲ့ဘုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတရဏဂုံစောင့်တည်ရတဲ့ကုသိုလ်ပိုကောင်းတယ်မြတ်စွာဘုရားဟောနော်ကျောင်းဆောင်လှူတဲ့ကုသိုလ်တဲ့တရဏဂုံကိုစောင့်တည်တဲ့အခါမှာထုံးစံအတိုင်းမို့ဆိုတာမဟုတ်ဘဲနဲ့စိတ်ထဲကနှစ်ကမြတ်နိုးမိမိရဲ့ဘဝကိုဘုရားကိုအနမတယ်တရားကိုအနမတယ်တန်ခါကိုအနမတယ်ဆိုဘုရားတရဏံကိစ္ဆာမိဘဝကိုစွန့်ပြီးအသက်နဲ့ခန္ဓာကိုစွန့်ပြီးတော့ဘုရားကိုကိုးကွယ်တယ်ဆိုတဲ့ကုသိုလ်ဟာကျောင်းဆောင်လူတဲ့ကုသိုလ်ကပြင်မဲ့ကပစ္စည်းမွေကြေးဒနာကိုစွန့်တာဖြစ်တယ်တရဏဂုံစောင့်တည်လိုက်တာကျတော့ကိုယ်ဘဝခန္ဓာကိုစွန့်လို့တာပဲဖြစ်တယ်အသက်ကိုစွန့်တာဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီကုသိုလ်ကမြတ်တယ်လို့ပြောတာနော်ဒါကအဲ့ဒီတရဏဂုံစောင့်တည်တဲ့ကုသိုလ်တဲ့တရဏဂုံစောင့်တည်ပြီးတဲ့အခါမှာငါးပါးသီလထပ်ပိုးပြီးစောင့်တည်လိုက်တဲ့ကုသိုလ်သီလကုသိုလ်ကပိုမြတ်လာတယ်အဲ့တော့ခုနကအမြတ်တယ်ဆိုတဲ့ကုသိုလ်တွေရကျောင်းဆောင်လူတဲ့ကုသိုလ်တဲ့မြတ်တဲ့တရဏဂုံစောင့်တည်ခြင်းငါးပါးသီလခံယူခြင်းဆိုတဲ့ကုသိုလ်တို့ရတာမန်တရားမဟုတ်ခင်တို့စောင့်တည်နေကြတာတရဏဂုံနဲ့သီလလို့မအောင်မေ့နဲ့တန်ဖိုးကြီးမားတယ်ဆိုတာကိုသတိထားဖို့မြန်မာနိုင်ငံမှာတစ်ချိန်တုန်းကကြောက်စိမ့်ဆိုတာကိုသိပြီးခင်မစားခဲ့တဲ့အချိန်တကြီးဝါကြီးတွေတော့သိကြတာနော်ကြောက်စိမ့်ဆိုတာတန်ဖိုးရဲ့လို့သိမရှိအဲကြောက်စိမ့်တို့တွေကရေတွင်နာတို့လေကခုံနာတို့မှာဒီတိုင်းပဲကြောက်တုံးတစ်ခုအနေနဲ့ရှိနေအဝတ်ဖွကြတယ်အဲကြောက်စိမ့်တို့မို့လေကခုံမတက်ဖို့ကြောက်ပြားဖြစ်ချထားကြတယ်တစ်ချိန်လုံးကတကယ်
နောက်မှကြောက်စိမ့်နေဈေးတက်လာတယ်ဆိုသိပ်မကြာသေးတာကြောက်စိမ့်ခစ်စားလာတာသိပ်မကြာသေးဘူးနည်းနည်းသတိထားမိတဲ့လူတွေသိပါလိမ့်မယ်အခုဆိုတာတော့ကြောက်စိမ့်ဆိုတာတော့အခုကလူတိုင်းသိတဲ့အနေထားမျိုးရှုပ်ဝက်စကားနဲ့ပြောတဲ့အခါမှာခဲနဲ့ဒုတ်လို့ပြောတယ်နော်ဒုတ်နဲ့ခဲလိုက်ရှာနေကြတယ်လူတွေဒုတ်ဆိုတာတစ်မွေးခဲဆိုတာကြောက်စိမ့်တမိုးကြီးမှန်မှန်သိလာတဲ့အခါကျတော့ဒုတ်နဲ့ခဲလိုက်ရှာတယ်ဒီချိန်တုန်းကဘုန်းကြီးတို့သတိထားမိတယ်ဒုတ်နဲ့ခဲလိုက်ရှာကြတယ်ဆိုရှုပ်ဝက်စကားတစ်ခုဖြစ်လာခဲ့နော်လွန်ခဲ့တဲ့နှစ်40လောက်ကဖြစ်လိမ့်မယ်ခဏခေတ်ကြတော့ကြောက်စိမ့်ဟာရှေ့တန်းရောက်လာလိုက်တယ်ဘုန်းကြီးတို့တီကိုနေတော့ကကြောက်စိမ့်ဆိုတာဘာတမိုးမှမရှိဘူးတီကိုမှကြောက်စိမ့်တမိုးမရှိဘူးမေးကြည့်တယ်သူတို့စီမှာကြောက်စိမ့်ကိုဈေးမေးကြည့်လို့နော်ကြောက်စိမ့်ကစင်းနဲ့တော့မပါဘူးသူတို့စီမှာတစ်ချိန်တုန်းကလည်းမြန်မာနိုင်ငံမှာစင်းနဲ့ပါတာဟုတ်နောက်ပိုင်းကျမှကြောက်စိမ့်တွေတမိုးတက်လာလိုက်တာအဲ့တော့လောကီပစ္စည်းဆိုတာတမိုးရှိတာမရှိတာအချိန်ခါလိုက်ပြီးတော့ဖြစ်လာတာလည်းဖြစ်တယ်ပေါ့အဲ့ဒီလိုတမိုးတွေတက်လာတယ်လို့ပဲကုသိုလ်ကောင်းမှုတွေနဲ့ပတ်သက်လာတဲ့အခါမှာလည်းပဲကုသိုလ်ကောင်းမှုကတော့ဘယ်ကုသိုလ်နဲ့ပဲဟာထာဝရကုသိုလ်တွေဟာတမိုးကတက်နေတာဒါနကုသိုလ်တဲ့ကျောင်းဆောက်လူတဲ့ဒါနကုသိုလ်တဲ့တရဏဂုံကုသိုလ်ကမြတ်တယ်တရဏဂုံနဲ့၅ပါးသီလထပ်ပိုးလိုက်ရင်ပိုမြတ်တယ်ဒါဖြင့်အဲ့ဒီကုသိုလ်ရဲ့မြတ်သေးလားလို့မြတ်တဲ့ကုသိုလ်ရှိသေးလားဆိုရှိတယ်ဘာလို့ထားတော့မေတ္တာပွားတာကိုယ့်ရင်ထဲမှာမုန်းတရားကင်းစင်သွားအောင်တပည့်သားအဆင်ပြေပါစေသရဝရီချမ်းသာကြပါစေဆိုတဲ့မေတ္တာပွားတဲ့မေတ္တာဘာဝနာကုသိုလ်ကတရဏဂုံသီလတဲ့ပုံမြတ်တယ်တမိုးပူချီလာတယ်လို့ဆိုလို့ယရဏပစ္စည်းတွေလည်းတစ်ခုတည်းတစ်ခုပိုတမိုးချီလာအဲ့ဒါလိုပဲကုသိုလ်ကောင်းမှုမှလည်းတမိုးကြီးတယ်ကြီးလာဒါဖြင့်မေတ္တာဘာဝနာပွားတဲ့ကုသိုလ်တဲ့မြတ်တာရှိသေးလားဆိုရှိတယ်ဘာလို့ဆိုရင်အနိစ္စတင်ညာမမြဲဘူးလို့ရှုမှတ်ပွားများတဲ့ဝိပဿနာလို့ဆိုလို့အဲ့တော့ဝိပဿနာတရားဟာလုံးလို့ရတဲ့ကုသိုလ်တွေမှာကြောက်စိမ့်လို့တက်တဲ့ခါကြတဲ့ခါမျိုးမရှိဘူးအမြဲတမ်းအထိတ်မှာပဲရှိတယ်ဒီလိုမှတ်နော်အဲ့တော့ဆိုလိုတာကတော့ဝိပဿနာတရားပွားနည်းလေးသိပြီးတော့ဝိပဿနာသိရအောင်ဆင်ခြင်တတ်ဖို့ဆင်ခြင်လို့ရှိရင်ဝိပဿနာကုသိုလ်ကိုမှအပြည့်အဝကြီးမဖြစ်တော့နည်းငယ်တော့ဖြစ်တာအဲ့ဒါလို့ဖြစ်အောင်လုပ်နိုင်ပြီဆိုရင်မြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့ရကျိုးလည်းနှတ်တယ်လူဖြစ်ရကျိုးလည်းနှတ်တယ်လို့ဒီလိုပြောကုန်ပြီလေကုသိုလ်ထဲမှာတန်းကုန်သွားပြီလို့ပြောလုပ်လို့ရတဲ့ကုသိုလ်ဟာဝိပဿနာကုသိုလ်ဟာအမြဲဆုံးပဲမဲ့ကုသိုလ်ဆိုတာလုပ်လို့ရတဲ့ကုသိုလ်မဟုတ်ဘူးမျက်မှောက်ပြုရမယ့်ကုသိုလ်သာဖြစ်တယ်အဲ့တော့လုပ်လို့ရတဲ့ကုသိုလ်ဝိပဿနာကုသိုလ်လုပ်ဖူးတယ်ဆိုရင်မရတာတော့ဒါတော့ကိုယ့်ရဲ့ပါရမီအနေထားအတိညာရဲ့စွမ်းဆောင်နိုင်မှုအနေထားပေါ်မှာမူတည်တယ်မရသေးလို့လည်းစိတ်ပူစရာမရှိဘူးသို့တော့ကိုဟာဝိပဿနာတရားလုပ်ဖူးတယ်ဆိုရင်တမိုးကမြင့်မာတော့ပေါ့နော်ကုသိုလ်တွေထဲမှာအကောင်းဆုံးကုသိုလ်ကလုပ်နေရပြီစိတ်ထဲမှာဝါသချင်လို့ရှိတယ်မြတ်စွာဘုရားဟောတဲ့တရားတွေထဲမှာလည်းအနည်းဆုံးတရားကိုပြောပါဆိုလို့ရှိရင်